အင်္ဂလိပ်စာအုပ်တွေဖတ်တဲ့အခါမှာမသိတဲ့စကားလုံးတွေပါရင် dictionary မှာခဏခဏသွားကြည့်နေမယ့်အစား the bridge and contrast clues လို့ခေါ်တဲ့ဒီ text ရဲ့အသွားလောက်ကြည့်ပြီးတော့ခံမှန်းနည်းအချက်၃ခုကိုပြန်လည်ပြီးတော့မျှဝေပေးသွားပါမယ်။အဲ့တော့ number 1မှာဆိုရင် contrast signal ဒါကစာကြောင်းရဲ့ဒီဆန့်ကျင်ဘက်အနေအထားကိုကြည့်ပြီးတော့ခံမှန်းနည်းပေါ့။ဘလို့ signals တွေဖြစ်မလဲဆိုရင်စာကြောင်းမှာ but however unlike despite on the other hand ဒီလိုအကြောင်းအရာတွေပါပြီဆိုရင်ဒါခံမှန်းရလွယ်သွားပြီဆိုပါစို့ example အနေနဲ့ဆိုရင် unlike her gregarious sister Mary is extremely quiet and shy အဲ့တော့ဒီစာကြောင်းမှာဆိုရင် gregarious ဆိုတဲ့စကားလုံးကိုမသိဘူးဆိုရင်တော့မှ Mary ကအေးစစ်စစ်နေတတ်ပြီးတော့ရှက်တက်ကြောက်တတ်တဲ့သူဆိုရင်အရှိမပါတဲ့စကားဆက်မှာက unlike လို့ဖြစ်သွားတာဖြစ်တဲ့အတွက်ကိုဒါသူမနဲ့ဆန့်ကျင်ဘက်ဖြစ်တဲ့သူမရဲ့အမကလူပေါင်းများခေါ်ယူတဲ့သူအဲ့တော့ gregarious ဆိုတဲ့စကားလုံးကိုဒီလိုအနေနဲ့သတ်မှတ်လို့ရသွားပြီပေါ့အဲ့တော့ number 2မှာဆိုရင် cause and effect signal ဒါကတော့အကြောင်းကျိုးကိုဆက်ပြီးတော့ရှာဖွေတဲ့ signal ပေါ့ဘလို့ signal တွေလဲဆိုရင် because so ဒီလိုစကားလုံးတွေပါပြီဆိုရင်ဒါများသောအားဖြင့်သိနိုင်တယ် example အနေနဲ့ဆိုရင် she was ecstatic because she finally received the acceptance letter from her dream university အဲ့ဒီစာကြောင်းမှာaesthetic ဆိုတဲ့စကားလုံးမသိဘူးဆိုရင်တော့မှ because ရဲ့နောက်မှာပါတဲ့စာကြောင်းမှာဆိုရင်သူမရဲ့စိတ်ကူးအိမ်မက်ဖြစ်တဲ့ဒီတက္ကသိုလ်ကနေပြီးတော့ဝင်ခွင့်စာရရှိတဲ့အခါမှာဆိုသူမအနေနဲ့အရန်ကိုပျော်ရွှင်မယ်ကျေနပ်မယ်အဲ့တော့ aesthetic ရဲ့စကားလုံးကဒါပျော်ရွှင်ကြည်နူးခြင်းဆိုပြီးတော့အဓိပ္ပာယ်သတ်မှတ်လို့ရသွားပြီအဲ့ number 3မှာဆိုရင်တော့ restatement အဲ့တော့ restatement ကကြတော့ तू ကအထဲမှာဟိုကဒီစာကြောင်းထဲမှာကစာရေးစရာပြန်ပြီးရှင်းပြထားပြီးသားလို့ signal တွေဖြစ်မလဲဆိုရင်ဒါများသောအားဖြင့်ဆိုရင် or နဲ့ပါတဲ့စကားလုံးတွေတို့ that is to say တို့ which means တို့ဒီလိုအကြောင်းအရာတွေမှာပို့ပြီးတော့ပါလိမ့်ရှိတယ် example အနေနဲ့ဆိုရင် he studies entomology or the scientific study of insects အဲ့တော့ entomology ဆိုတဲ့စကားလုံးမသိဘူးဆိုရင်တော့မှ or ရဲ့နောက်မှာပေးထားတဲ့ဒီ insect ပုံမှန်လေးတွေကိုလေ့လာတဲ့ဘာသာရပ်ဆိုတော့ကြတော့ဒါပြောရမယ်ဆိုရင် entomology အဓိပ္ပာယ်ကသူကဒီပုံမှန် insect လေးတွေကိုလေ့လာတဲ့ဘာသာရပ်ကိုအထူးပြုယူထားရဆိုပြီးတော့အဓိပ္ပာယ်သတ်မှတ်လို့ရပါတယ်ဆိုတော့အခုပေးထားတဲ့မျှဝေလိုက်တဲ့အချက်၃ချက်ကိုကြည့်ပြီးတော့ dictionary ခဏကြည့်စရာမလိုဘဲနဲ့ context ကိုမိအောင်စာဖတ်နိုင်ပါစေလို့ရည်ရွယ်ပါတယ်ရှင်ကျေးဇူးများတင်ပါတယ် I'll see you in the next video